ပါတယ်လေမျိုးပါနော်မြို့ရဲ့မြူဇီယံထဲမှာမြင်ရတယ်ကွန်ကရစ်နှစ်ပေါင်းဘယ်ခရစ်တော်မပေါ်ခင်300ဆိုပါပေါ့နော်ဥလေးပဲဖြစ်ပါတယ်လမ်းကျတော့မြို့အရှင်တော့ရှိခဲ့တဲ့မြို့ကောင်ရဲ့မြို့ယူပေါ့နော်မြို့ယူအုပ်တယ်မြင်နေရတယ်ဘိုးဆိုအဲ့ဒီအပေါ်မှာထိမ့်ပြီးတော့ပွားနေပြီးတော့ဘိုးဆိုလို့ရှိရင်ဒီမှန်လန်းနေပေါ့နော်တောက်လျှောက်မှာမြင်ကျင်လောက်ထားတာအကြတော့တစ်ချက်သုံးနှစ်ချက်ပဲဒီအမှုပညာလက်ရာတွေကိုလည်းပြီးမြင်ရတယ်လို့ဒီအောက်မှာရှိတဲ့မြို့ယူပေါ်ကိုလည်းမြင်ရတယ်ပေါ့နော်ခဲတုံပေါ်ရင်400ဆိုတော့ရှိခဲ့တဲ့ဦးလေးပေါ့နော်စီမီကွက်တို့ဒါဆိုရင်စီမီကွက်ဒီမှာကျတော့ဦးလေးဒီစင်အိုးတွေကဆိုင်စနေဖက်ကြီးဟာတော့10ရာစုနဲ့17ရာစုပေါ့နော်ဒီလိုရလာလိုက်တာဒါကတော့17ရာစုအိုးတွေပဲဖြစ်ပါတယ်